အခုလောက်စေတရားအကြောင်းအပိုင်3ကိုဆက်တင်ပေးပါမယ်။ချော့ရှာမဲ့အရာတွေလည်းဘဝအတွက်ကအသုံးဝင်ပါတယ်။ဥပမာကြောင်းသွားတယ်ပညာသင်ယူတယ်စာအုပ်ဖတ်တယ်ဘဟုတုတစုဆောင်တယ်ကိုယ့်ရဲ့ခေါင်းထဲမှာအမြဲတမ်းထက်သွင်းဖြည့်ဆည်းကြတယ်ဒါတွေကတစ်ဖက်ကတွေးမယ်ဆိုရင်တော့ကောင်းပါတယ်ဘဝချစ်ဆက်ဖို့အတွက်ပညာဆိုတာလိုအပ်ပါတယ်ဒါကပညာတစ်လိုင်းပေါ့နောက်တစ်လိုင်းကနေရာလွတ်ဖို့အရေးကြီးပါတယ်ဒီတစ်လိုင်းကဖြည့်ဆည်းဖို့မဟုတ်ပဲချော့ချဖို့ပယ်ထုတ်ဖို့အဓိကပါပဲလူဘဝအတွက်အသုံးဝင်တယ်တချို့ကတွေးမိတယ်ဘယ်အရာပဲဖြစ်ဖြစ်ရှိမှပြည့်စုံတယ်ဒါပေမဲ့အခုကျွန်တော်ပြောပြပါမယ်ပယ်ထုတ်မဲ့အရာတွေကဘာတွေလဲဆိုရင်အမှားတွေပါအမှန်တရားကိုဖုံးကွယ်ထားတဲ့အမှားပါပဲဗျာဒေါသလောဘမောဟမနာလိုစိတ်တွေကိုချော့ချရမယ်ပယ်ထုတ်ရမယ်ဥပမာကျွန်တော်တို့စိတ်ကပန်းချမ်းလိုပါပန်းပင်များများစိုက်တာကတစ်မျိုးဒါပေမဲ့မြက်ပင်တွေမလိုအပ်တဲ့အပင်တွေပယ်ထုတ်ရမယ်သိရွက်လျှောက်တွေလှဲထုတ်ရမယ်တန်ရှင်းလုပ်ရမယ်မသိတော်တဲ့အရာတွေကိုကိုယ်ကဖယ်ထုတ်မှပန်းပင်တွေကကြီးထွားပြီးတော့ပန်းလှလှလေးတွေပွင့်လာမယ်ပြောချင်တာကဘဘူးဆရာကိုတက်သားတုံးပေးလိုက်ရင်လှပတဲ့ရုပ်ထွက်လာဖို့အတွက်ကမလိုအပ်တဲ့အရာတွေမလိုအပ်တဲ့နေရာတွေကိုဘဘူးဆရာကပယ်ထုတ်မှပဲဖြစ်ပေါ်လာမယ်အယုတ်တစ်ခုပါပဲလူဘဝကလည်းဒီလိုပါပဲတရားဆိုတာအတွင်းထဲမှာအမြဲတမ်းရှိပြီးသားပါကျွန်တော်တို့မကောင်းတဲ့စိတ်တွေကိုပယ်ထုတ်ဖို့လိုအပ်ပါတယ်ဒါမှတရားဆိုတာအောင်မြင်တာပါဗျာကျွန်တော်တို့မှာမလိုအပ်တဲ့အရာတွေအများကြီးရှိပါတယ်ပယ်ထုတ်ဖို့ချော့ချဖို့လိုအပ်ပါတယ်ရှိသမျှစူးဆောင်ထားမယ်ဆိုရင်အမိုက်ပုံလိုဖြစ်သွားပါမယ်ပညာဘဟုတုတအတွေ့အကြုံစူးဆောင်တာစောင်းပါဒါပေမဲ့မာနမပါမိပါစေနဲ့ဗျာဒါမှဘဝတစ်ခုကိုအကောင်းဆုံးဖြစ်အောင်ဖြတ်တန်းနိုင်မှာပါနောက်ထပ်နီလန်းတစ်ခုပြောပြပါမယ်ကျွန်တော်တို့ချစ်ဆက်ဖြတ်တန်းရမယ်အခက်ခဲတစ်ခုရှိရင်ကြောက်ကြတယ်ပညာသင်ယူဖို့အတွက်လားလုပ်ငန်းတစ်ခုစလုပ်ဖို့အတွက်လားမကောင်းတဲ့အကျင့်တစ်ခုပြည့်ပြည့်ဖို့အတွက်လားဒါတွေကအရန်ခက်ခဲတယ်လို့တွေးမိတယ်ဘယ်လိုလုပ်နိုင်မလဲဒီကြောက်စိတ်ကြောင့်ပဲအစမပြုတ်ပဲအချိန်တွေဆွဲကြတယ်မအောင်မြင်ကြဘူးမိုင်းပေါင်များစွာရဲ့ခရီးကခြေလန်းတလန်းနဲ့ပဲစတာပါခြေလန်းကဘလောက်ပဲနှီးတလန်းပြီးမှတလန်းကိုက6သွားမှသင်ရောက်ချင်တဲ့ခရီးကိုရောက်မှာပါစာရေးခြင်းနဲ့ဆိုလဲတရက်ကိုတစ်ကြောင်းလောက်ပဲရေးပါအချိန်တန်ရင်စာအုပ်တော့ရေးနိုင်ပါတယ်ကျမ်းမာရေးကိုပြုပြင်မယ်မကောင်းတဲ့အကျင့်တွေကိုလည်းပြုပြင်မယ်ဆိုရင်တရက်ကိုနည်းနည်းစီပဲစလုပ်ပေးပါတရားအထုတ်မယ်ဆိုရင်လည်းတရက်ကို9မိနစ်လောက်ပဲအစပြုလိုက်ပါပထမရှည်လန်းကအဓိကပါပဲသင်ရဲ့ဘဝခရီးကလွယ်ကူစွာနဲ့ပန်းနိုင်အောင်ရောက်နိုင်ပါတယ်ဗျာအောင်မြင်တဲ့လူတိုင်းကချက်ချင်းဖြစ်လာတာမဟုတ်ပါဘူးကိုယ်ရမှာနှစ်ပေါင်းများစွာကိုအချိန်နည်းနည်းစီပြီးစူးစမ်းလာခဲ့တာပါလူတိုင်းကအဲ့ဒီစူးစမ်းမှုမမြင်ကြဘူးလောဘကြီးပြီးတော့ပြေးရင်မကြခင်မှာပဲသင်ကပေမှန်းပြီးမောသွားမှာပါဒါကြောင့်ဖြည်းဖြည်းချင်းလှုပ်ကြည့်ပါလို့တိုက်တွန်းပါတယ်လူတိုင်းလည်းတရားများများစူးစမ်းအားထုတ်ပြီးတော့ပန်းနိုင်ရောက်ပါစေလို့တော့ဆုတောင်းပေးပါတယ်အခုလိုနားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်